PUBG Mobile နဲ့ A-Style ရဲ့ collaboration Zo Voice Pack ကို2024 January 22 ရက်နေ့မှာပထမအဆုံးအချိန်တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။အဲ့တော့ငါတငယ်ချင်းအများစုအနေနဲ့ဒီ Zo Voice Pack ကိုယူရမယ်ဆိုတာသိကြပါတယ်။မယူလိုက်ရတဲ့တငယ်ချင်းလည်းရှိကောင်းရှိကြပါလိမ့်မယ်။ PUBG Mobile နဲ့ A-Style ရဲ့ collaboration ကိုကြည့်မယ်ဆိုရင်မကြာမီရက်ပိုင်းမှာပြန်ပြီး game ထဲမှာတွေ့မြင်ရတော့မှာဖြစ်ပါတယ်။ Zo Voice Pack ကိုပြန်တွေ့ရမှာဖြစ်ပါတယ်။အတန်လိုင်းအသစ်10ခု mission တွေပါလို့ဒီမှာလုံးဝ free ယူလို့ရမှာဖြစ်ပါတယ်။အရင်ပေါ့ဗျာထွက်ရှိပြီးသားအတန်လိုင်းတွေလည်းပြန်ပါလာဖို့ဆိုတော့အခွင့်အလမ်းတော်တော်လေးကိုများတာဖြစ်ပါတယ်။ဘယ်နေ့မှတွေ့မြင်ရမလဲဆိုတာမေးစရာရှိပါတယ်ဒီလ9ရက်နေ့ကနေ28ရက်နေ့ဒီရဲ့ event ကိုတွေ့မြင်ရမှာဖြစ်ပါတယ် PUBG Mobile ဘက်ကနေဒါနဲ့ပတ်သက်ပြီးမှ poster တွေပြောရမလားဗီဒီယိုတွေပြောရမလားစတင်ပြီးမှကျွန်တော် tease လုပ်နေတာမျိုးရှိပါတယ်မချမီအချိန်မှာတော့တွေ့မြင်ရတော့မှာဖြစ်ပါတယ်အဲ့အချိန်ကျရင်ဒီရဲ့အတန်လိုင်းတွေကိုဘယ်လိုပုံစံယူရမလဲဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ဗီဒီယိုတင်ပေးပါမယ်ဗျာတငယ်ချင်းတို့ရောဒီရဲ့ Zo Voice Pack နဲ့ပတ်သက်ပြီးမှဘယ်လောက်ထိမှစိတ်လှုပ်ရှားနေပြီလဲ comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျာနောက်တစ်ခုကတော့တကယ်ကျွန်တော် event နဲ့ဝင်လိုက်ပါ Rock and Roll Heart ဆိုတဲ့ event နဲ့ဝင်လိုက်ပါဒီ emote ကိုလုံးဝ free အပိုင်ယူလို့ရတာဖြစ်ပါတယ်ဒီ event မှာတကယ်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဘာမှလုပ်เสียမလိုပါဘူးဗျ game နဲ့9ရက်ဝင်ပေးရမှာဖြစ်ပါတယ် game နဲ့9ရက်ဝင်လိုက်တာနဲ့ဒီရဲ့ emote ကိုလုံးဝ free အပိုင်ရရှိမှာဖြစ်ပါတယ် emote ကလည်း guitar emote ပဲဖြစ်ပါတယ်တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရပါတယ်ဗျဒီ event အချိန်ကိုကြည့်ရမယ်ဆိုရင်တော့30ရက်9လနဲ့73ရက်10လအထိသွားတာဖြစ်ပါတယ်တကယ်ကျွန်တော်တရက်တစ်ခါပေါ့ဗျ9ရက်ကျော် game ထဲမှာဝင်ပေးလိုက်တယ်ဆိုရင်တော့ဒီ emote ကိုလုံးဝ free အပိုင်ရရှိမှာပဲဖြစ်ပါတယ်ဗျနောက်တစ်ခုကတော့ဒီရဲ့ lucky spin နဲ့ပတ်သက်ပြီးမှကျွန်တော်ပြောစရာတစ်ခုရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့ဒီရဲ့ lucky spin မှာပေါ့ရလက်ရှိကျွန်တော် buggy တွေပါတွေ့မြင်ရတာမျိုးရှိပါတယ် buggy ကို coin 950နဲ့ redeem လုပ်လို့ရတာမျိုးရှိပါတယ်တကယ်ချင်းအများစုအနေနဲ့ဒီရဲ့ buggy skin ကို redeem လုပ်ကြမယ်ဆိုတာသိကြပါတယ်လုပ်ပြီးသားတကယ်ချင်းတွေအနေနဲ့ထွေထူးဘာမှပြောစရာမလိုပါဘူးဗျာဒါပေမဲ့ဒီရဲ့ buggy skin ကို redeem လုပ်ဖို့စဉ်းစားနေတဲ့တကယ်ချင်းတွေတစ်ခုပေါ့ဗျာထပ်စဉ်းစားစရာရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့ skin ကတော့တော်တော်လေးကိုမိုက်တာဖြစ်ပါတယ် coin 950နဲ့လည်းတန်တယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ပွဲထဲမှာဒီရဲ့ buggy skin ကိုမောင်းလိုက်တယ်ဆိုရင်ပေါ့ဗျာနည်းနည်းပမှကျော်အတန်ပြောင်းထားတာမျိုးမရှိပါဘူးဗျပုံမှန် buggy skin လို့အတန်ထွက်မှာဖြစ်ပါတယ်နည်းနည်းပေါ့ဗျ super car ပုံစံအတန်ထွက်ပြီးတယ်ဆိုရင်တော့ကောင်းတာမျိုးရှိပါတယ်တိုင်းမဲ့လည်းကျော် super car ပုံစံအတန်ထွက်တာမျိုးတော့မရှိပါဘူးဗျဒီမှာကြည့်မယ်ဆိုရင်ပုံမှန်ပေါ့ဗျ buggy အတန်ပဲထွက်တာဖြစ်ပါတယ်ဒီတစ်ချက်ကိုတော့တကယ်ကျွန်တော်နည်းနည်းစဉ်းစားဖို့လိုပါတယ် car skin ကတော့လုံးဝရှင်းမိုက်တာမျိုးရှိပါတယ်တိုင်းမဲ့အတန်ဟာပေါ့ဗျရိုးရိုးအတန်ထွက်တော့ဒီအတန်နဲ့ပတ်သက်ပြီးမှတော့နည်းနည်းစဉ်းစားဖို့လိုတာဖြစ်ပါတယ် skin ကတော့မိုက်ပါတယ်တကယ်ကျွန်တော်အတန်တွေပါလည်းပြဿနာမရှိဘူးဆိုရင်တော့ redeem လုပ်လို့ရပါတယ်ဗျ okay ဒါဆိုတကယ်ကျွန်အားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထိုးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ